ဒါဆိုလဲရှယ်ပဲเนาะဒီမှာကြည့်တော့ဒါဆိုရင် အားလေးဆိုရင်3000တန်လေးပါတော့တော့ကျဲဥမွေကျဲဥခလောက်တစ်လုံးပါတယ်ဟက်တစ်လုံးပါတယ်ငုံ5လုံးပါပါတယ်ပို့ရွက်ပါရန်ကုန်ကလာတဲ့သူတွေကကြောက်ရောင်းမှာဆိုလို့ရှိရင်လည်းဒီမုံလေးကိုလာစားကြတော့ရန်ကုန်မှာရောင်းကြည့်မယ်ဆိုပြီးတော့ကြတော့လာဖွင့်လိုက်တာပါရန်ကုန်ရောက်မှာပေါ့နော်တန်းပစ်ထားတဲ့ဟာလေးကတော့ပီဇာလေးပါအားလေးကပီဇာလေးပါဒါစီစာရေးဘဝရိတ်တာမှာလို့ရှိရင်တစ်ခါမှနှင်းအချက်230မှာကျမတို့အဲ့ဒီထဲမှာကြားတဲ့ငွေထဲမှာအများအား9000တက်ရောနိဒါလေးတွေကအညာမှာစားတဲ့ဘုရားမုတ်အပြင်ကိုပို့နေတဲ့စက်တစ်တူပြင်ထားတာရတာဖန်တီးထားတာရောစီတာဗျာ ရှိပါတယ်ရှင်။ဘာလေးတွေများပြင်လဲ ဒါတော့ပီဇာလေးပါဗျာရောနိဒီတော့တော့ဆန်းချစ်ဆောင်ဘူးဒီလာလိုက်ရတာပြီဒီအားလေးပီဇာလေးပါခေါ်လာမှလို့ရှိရင်တော့နည်းနည်းလေးအချက်ကြီးများမယ်ဆိုရင်တော့တရက်ကျိုးမှာပါရဲ့ရှင်ကျမတို့စီမှာဆိုလို့ရှိရင်စီးစာရေးဘိုးဘွားရိတ်တာမှာပါတယ်တခါမှလို့ရှိရင်ပဲကိုအချက်230ပါပါတယ် ဒီပါလေးမလို့နော် ကျမရင်းနေမပါဘူးမုံအားလုံးထဲမှာလည်းအားလုံးမပါကျုံးထားရတဲ့အားလုံးဒါလည်းပဲပြုတ်လေးမှာဆိုလို့တုတ်ပြရလေးရတယ်စုံစီကိုတုတ်စုံပဲစီကိုတုတ်ပြရ စီလေးရလဲစီလေးရလေး ပဲတို့ချိုတို့တွေဆိုရင်တော့ဒီစဒါအညာစုံစီပေါ့နော်ပဲစီစစ်ပါ ပူးနေတာပဲစီလေးရလဲပူးနေတာပဲ ဒီပဲစီလည်းရောင်းနေဗျမတော်ကကြတာဒီဘဝရိတ်တာစီးစာရေးဘဝရိတ်တာမှာလို့ရှိရင်တစ်ခါမှနှင်းအချက်230မှာကျမတို့အဲ့ဒီထဲမှာကြားတဲ့ငွေထဲမှာအများ9000တက်ခါပြီးတာဒါဆိုလဲရှယ်ပဲเนาะဒီမှာကြည့်တော့ဒါဆိုရင် အားလေးဆိုရင်3000တန်လေးပါတော့ကျဲဥမွေကျဲဥခလောက်တစ်လုံးပါတယ်ဟက်တစ်လုံးပါတယ်ငုံ5လုံးပါပါတယ် ရွက်လေးတွေကပါ စုဖို့ရွက်ပါဒီလက်ကကြတော့လမ်းသေးရမုံလိုမျိုးဖြစ်သွားမှာပေါ့ရပြင်းရင်ကြီးရမြို့ကြီးရမဆလာရတမယာကြီးရနေပါဒီကကြတော့မှခက်တယ်ခင်းရဲ့အကျိုးထဲမှာဒီလိုဒီထဲမှာပဲဖြစ်တယ်ထည့်လို့ရတယ်အဲ့ဒီထဲတော့200ခတ်ပေါင်းပါတယ်အဲ့ဒီတော့ဒါဒီဥစ္စာကလေစားမလားပါစေလားပွေးဖြူလုံးသွားမိလဲစားမဒီကျဲဥဟက်ကလို့နော်ကျဲဥဟက်ကစားမလားပါစေလားလို့မလိုလိုက်ခဲ့ရပါဘာဖြစ်လို့မှာလဲရကျမတို့အညာမှာမိလာမှာဖွင့်နေရတယ်ပေါ့နော်ရန်ကုန်ကလာတဲ့သူတွေကကြောက်ရောင်းမှာဆိုလို့ရှိရင်ဒီမုံလေးကိုလာစားကြတော့ရန်ကုန်မှာရောင်းကြည့်မယ်ဆိုပြီးတော့ကြတော့လာဖွင့်လိုက်တာပါဟုတ်ပါတယ်ရှင်တနေ့ကုန်ရပါတယ်ဒီကနေ့အများကြီးပဲပြေးရတယ်လို့ဆိုတာအရင်တော့45ရက်ကွက်မှာဖွင့်ခဲ့တာပေါ့နော်45ရက်ကွက်ကနေဒီဘက်ကိုပြောင်းလာတာဒါဆိုလို့ရှိရင်တစ်နှစ်ပြည့်သွားပါပြီရှင် ဒီသားလေးကိုဘယ်လိုလဲဆက်နေတာလဲ ဒီလာမှာဆိုလို့ရှိရင်ပါဝင်ပစ္စည်းရခရမ်းညင်ကြီးတသားကျဲ CP ကျဲဦးကြောင်းမိုးဆွဲလာအော်နီစ်ခရမ်းညင်ကြီး sauce ဘိုးဆွဲလောက်တော့ပါ ပါပါတယ်ရှင် ဘိုးဆွဲလောက်ဆိုတကယ်အရသာ ဟုတ် ပဲ ပါတ ဒါ ယ် ဆို ရှင် ဖြစ်တယ် ဟုတ်ပီဇာလောက်ကြီးတော့ပါဝင်မများပေမဲ့သူ့ဟာလေးနဲ့သူတော့အစင်ပြေတင့်တေလျှောက်ပအောင်ပါဝင်ပြီးတော့စား ဘ လို့ ယ်လားဒီကြည့်တဲ့အရသာရှိတယ်စားလို့လည်းကောင်းတယ်ချစ်သေးမှတကယ်ကိုတန်းဝင်တဲ့ရသာရှိပါဘူးဟုတ်ပါလေ ဒါကတော့ပြောရမယ်ဆိုရင်တော့မြန်မာပီဇာပေါ့အဲ့လိုပြောရတော့မှာပေါ့73မျိုးလားဒါလား3 1 3 15မျိုးရှိပါတယ်ဒီတွေကအဖြူပလိန်900နေပြီးကကြတော့4000တိရှိပါတယ်ဒါဒီလိုချက်တယ်လားဟာဆိုင်ရမုံပြသလက်ကမနေ့8နာရီကနေစရပါတယ်အတုပ်အညာအတုပ်တွေကတော့10နာရီဆိုရပါတယ်ဖွင့်တာကတော့မနေ့8နာရီကနေညနေ6နာရီထိဖြစ်ပါတယ်တခါလေးရောနေကြတာဆမ်းမှုလေးထဲမှာပြပြလေးထည့်ရတာပါ
ဒီမှာကြတော့အုံတကြားကိုယူထိုးပြီးတော့မှထပ်ပနာတာကျမတို့အညာထမ်းမှုမုံဘက်တော့ကကြတော့ကောင်းချင်းနဲ့အုံသီးနဲ့တညက်ရည်နဲ့ကိုတခါတည်းနေပြီးတော့မှထမ်းဘူးထဲမှာထုတ်ရတာထမ်းရွက်ကကြတော့ထမ်းရွက်ဖြစ်သွားရင်သူအရွက်ကကားသွားတဲ့တော့ထုတ်လို့မရတာအရွက်မဖြစ်ခင်အဖူးလေးကြားထဲမှာဒီလိုပြားပြားလေးထည့်လောက်ရတာပါညာတော့ကအခုချိန်မှာကျွန်တော်ရာသီပေါ်ညာဖွက်တဲ့အသီးရွက်ကလေးအရွက်တုပ်တွေရပါတယ်နောက်ပြီးညာအတုပ်ဆုံးတူဘူးတုပ်တွေလည်းရပါတယ်ဒါဒီတစ်ခုလေလားဒါပန်းနာအဲ့ဒါရှောက်သီးသဟုတ်တယ်မလားပိတ်ရက်ကလားပြင်းလားကိုဆိုပိတ်ပါတယ်ဒီဟာလုံးနဲ့စတော့အောင်နေတယ်ဒီနေ့တကယ်အမှန်ကိုသိတယ်စားကြပါတယ်ငုံကျဲဥအစုံနဲ့လည်းစားပါတယ်ကျဲဥမှွေစုံကိုလည်းစားကြပါတယ်ဆိုင်ရဲ့လိပ်စာလေးက35ရက်ကွယ်ဘုံမင်းအောင်လမ်းနဲ့လော်ပီတာလမ်းထောက်မှာပါသူကဒီကတော့သူးပြီးတယ်ပဲမိပြီးတွေပါဒီရတိုးဆိုလို့လည်းစားလို့ရတာပေါ့ညာရဲ့အညာရိုးရာရဲ့မုံပြစလက်ကလေးတွေကိုလာရောက်စားဖို့ဖိတ်ခေါ်ပါတယ်ဒီမကလည်းအများကြီးအောင်